ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအင်းဒီဘာကိုဒီဘွားပေါ့နော်ဘားလေးကိုဒီလိုလေးဆွဲချလိုက်လို့ရှိရင်ကျွန်တော်ဒီမှာရှိတဲ့ဒီမှာအခုပေါ်နေတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကဘယ်လိုတောင်းရတာလဲပေါ့နော်အသုံးပြုနည်းလေးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီထဲမှာကျွန်တော်တို့ထပ်ပြီးတော့ဖြည့်ခြင်းနဲ့ဆိုလို့ရှိရင်ဘယ်နေရာနေပြီးတော့ဖြည့်ရတယ်ဒါမှမဟုတ်လည်းဒီနှစ်မျိုးတွေဖြစ်နေပေါ့နော်ဒီမှာလည်း screenshot ပေါ့နော်ဒီမှာပေါ့နော်ဒါလည်း screenshot ပဲပေါ့နော်ဒီဘက်မှာလည်း screenshot နှစ်ခုဖြစ်နေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဖြုတ်တဲ့နည်းလေးတွေပြန်ပြီးတော့ထဲတဲ့နည်းလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုလာရောက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်စီစဉ်လေးမတင်ဆက်ကလေးမှာကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအများအားပေးနေကြတယ်ကျွန်တော်ရဲ့မရမိတ်တွေမိတ်ဆွေများလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်ကိုအကျိုးရှိတဲ့ဘုဒ္ဓရရတယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုမိတ်ဆွေတို့အများဆုံးကများလည်းသိရအောင်လိုက် share follow လေးနေပြီးအားပေးကြပါအောင်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဒီမှာအများကြီးရှိရပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ကဒီနံပါတ်1ပေါ့နော်မြင်နေရတာတော့ wifi ပေါ့နော်ဒါတော့လူတိုင်းသိပါတယ်နော်နံပါတ်2ကတော့ internet ပေါ့နော်နံပါတ်3ကတော့ဒါကျွန်တော်တို့ဖုန်းလိုင်းကိုကျွန်တော်တို့ပိတ်ပြတဲ့ link ပြန်ပေါ့နော်ဒီဘက်ကဒါကတော့ကျွန်တော်တို့7 model ဆိုတာကတော့ကျွန်တော်တို့ဒါပိတ်ထားလို့ရှိရင်ဒါအတန်မမီတော့ဘောနော်ဖုန်းမှာ clean cloud ဆိုတဲ့အတန်တွေဘောနော်တောက်ဆိုတဲ့အတန်တွေဖုန်းနှိပ်တဲ့အတန်တွေဘောနော်အဲ့ဒါလေးမမီတော့ဘောနော်ပြန်ဖွင့်မယ်ဆိုရင်ဒါအတန်မီတယ်ဘောနော်ဒါကတော့လူတိုင်းသိပါတယ်ဒီကတော့ bluetooth လည်းသိရဘောနော်ဒီ screen lock ဘောနော် screen lock ကတော့ကျွန်တော်နှိပ်လိုက်တာလည်းဒါဖုန်း screen ပိတ်သွားမှာဖြစ်ပါတယ်နော်အဲ့ဒါကတော့ကျွန်တော်တို့ဒီမပါလို့ရှိရင်ဘောနော်ဒီမှာအပေါ်မှာ setting ပုံစံလေးရှိရဘောနော်ဒီမှာဒီခဲတံလေးအပေါ်ဆုံးမှာပေါ့နော်ဒီမှာပေါ့နော်စတင်ပုံစံလေးဒီမှာ 30.89 GB နဲ့တန်တန်ပေါ့နော်အဲ့တန်တန်မှာစတင်ပုံစံလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုနှိပ်ပြီးတော့ဒါကျွန်တော်တို့ထည့်လို့လည်းရပါပေါ့နော်ကိုလိုချင်တဲ့ကိုအသုံးပြုချင်တဲ့ဟာပေါ့နော်တကယ်လို့ကိုကဒီပေါ်မှာအများကြီးရှိနေတဲ့အသုံးမလို့သိမ်းနေတယ်ဆိုလည်းသိမ်းလို့ရပါပေါ့နော်ဟုတ်ပြီနောက်တစ်ခုဒီမှာကျွန်တော်တို့ကဒီမှာscreen record ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်ဗီဒီယိုပုံစံလေးနဲ့ပေါ့နော်ဗီဒီယိုရိုက်တဲ့ပုံစံလေးအဲ့ဒါလေးကတော့ကျွန်တော်တို့ဒီဖုန်းတွေကိုကျွန်တော်တို့ screen record တွေပါတယ်လောက်တဲ့အခါကျရင်ဒါနဲ့အသုံးပြုလို့ရပါနော်ဒီဘက်မှာတော့ front light ပေါ့နော်ဒါတော့ dummy ပေါ့နော် dummy အသုံးပြုတာပေါ့နော်ဒီကမှာ screen shot ပေါ့နော် screen shot အဲ့ဒါလေးနှိပ်လိုက်မှဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းပေါ်မှာရှိနေတဲ့ဟာတွေကိုတွားနေပြီးတော့ဒါ screen shot ရိုက်ပြီးမှဖြစ်ပါတယ်ဗီဒီယိုကြည့်နေတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီဗီဒီယို screen shot ရိုက်ပြီးမှဖြစ်ပါတယ်နော်ဒီဘက်ကတော့ auto တရားရဟိုပါလှည့်တာပေါ့နော်ဖုန်းကိုလှည့်ပြီးကြည့်တဲ့ဟာအဲ့ဒါကိုနှိပ်လိုက်ရင်ဖုန်းကလဲနေမှာဖြစ်ပါတယ်နော်နှိပ်လိုက်လို့ရှိရင်ဒီမှာဖုန်းကိုတစ်စောင်းထားမယ်ဆိုရင်တစ်စောင်းဖြစ်သွားမှာပေါ့နော်အတဲတစ်စောင်းလောက်တဲ့ဟာပေါ့နော်ဒီဘက် quick share ပေါ့နော် quick share ကတော့ကျွန်တော်တို့တင်ပြီးပေါ့နော် bluetooth လို့ပဲပေါ့နော်ပို့ဖုန်းတွေမှာပါတာပေါ့နော်တချို့ဖုန်းတွေပါမပါတော့မသိဘူးပေါ့နော်quick share ကတော့ကျွန်တော် bluetooth လို့ပဲဒါပေမဲ့ bluetooth ထက်မြင်ရတယ်ပေါ့နော်ကျွန်တော်ပုံတွေဓာတ်ပုံတွေဗီဒီယိုတွေကူးတဲ့ဟာပေါ့နော်ဒီဘက်ကတော့ location ပေါ့နော် location ကတော့ဒါနောက်ဆုံးပေါ့နော်location ကတော့ကိုယ့်ရဲ့တီနေရာကိုသူများနောက်ရောက်ခံလို့ရတယ်ပေါ့နော်ဖွင့်တာလို့ရှိရင်ပေါ့နော်ပိတ်ပေးထားပါနော်နောက်တစ်ခုကဒီဘက်မှာ drive model ဒါကတော့ဒီဒါလေးကိုပိတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအလင်းဖြစ်သွားမှာပေါ့နော်အလင်းရောင်ဖြစ်သွားမယ်ဒီမှာပေါ့နော်အကုန်လုံးအလင်းရောင်ဖြစ်သွားမယ်ဒါတွေလည်းအလင်းတွေဖြစ်ကုန်ပါနော်ကိုကအဲ့တော့အလင်းမကြိုက်ဘူးအမှောင်ကြိုက်တယ်ဆိုရင်ခုနကဟာလေးကိုနှိပ်လိုက်ပါနော်ဒါဆိုရင်အမှောင်ဖြစ်သွားပြီပေါ့နော်ဒီလိုရှိရင်ကျွန်တော်ဒီဘက်ဘေးရတော့ sound share ပေါ့နော်ဒါတော့ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ဒီဖုန်းမှာကျွန်တော်တို့အခုတခြင်းတစ်ခုဖွင့်လိုက်တာပေါ့နော်ဖွင့်လိုက်လို့ရှိရင်အဲ့တခြင်းကိုကနေပြီးတော့သိကျင်တယ်ဆိုရင်အဲ့ဒါလေးကိုနှိပ်လိုက်လို့ရှိရင်သူကနေပြီးတော့အဲ့တခြင်းရဲ့နာမည်ကိုရှာပေးတယ်ပေါ့နော်ဒါမှမဟုတ်တခြားဖုန်းတွေမှာဖွင့်ထားတယ်ကိုကအဲ့တချင်းနာမည်ကိုသိကျင်တယ်ဆိုရင်ဒါလေးကိုနှိပ်ပြီးရှာလိုက်ဒါဆိုရင်သူကနေကိုယ့်ဖုန်းမှာရှာပေးမှာဖြစ်ပါတယ်နော်ဒါတော့တစ်မျိုးပေါ့နော်ဒီဘက်ကတော့ဒီကတော့ကျွန်တော် hotspot ပေါ့နော် hotspot လွှင့်တာပေါ့နော်ကိုက wifi မြတ်သုံးကျင်တယ်ဆိုရင်ဒီဘက်ကဟာလေးကိုနှိပ်မှာပေါ့နော်လက်ပွေပုံစံမျိုးလေးပေါ့နော်ဒီဘက်ကမျက်လုံးကတော့ကျွန်တော်တို့ဒါဖွင့်ထားမယ်ဆိုလို့ရှိရင်10နာရီထိုးတာနဲ့သူကနေပြီးတော့ဒီကိုအသုံးပြုနေတဲ့အလင်းရောင်ကနေပြီးသွားနေရောဒါမျက်လုံးခံနိုင်တဲ့အလင်းရောင်သွားနေပြောင်းပေးမှာဖြစ်ပါရဲ့နော်ဒီမှာ screenshot ပေါ့နော်အောက်ဆုံးမှာ screenshot ကဒီမှာနှစ်ခုဖြစ်နေပါတော့ဒီဘက်မှာလည်း screenshot ရှိတယ်ပေါ့နော်
ဒီမှာကျွန်တော်တို့ဖုံးဆောင်းအထက်လောက်တဲ့ဘေးလေးမှာပေါ့နော်အောက်ဆုံးက၄ခုမှာပထမဆုံးမှာပေါ့နော်အဲ့ဒါလည်း screen shot ပဲเนาะဒီဘက်မှာအောက်ဆုံးမှာလည်း screen shot အဲ့တော့နှစ်ခုဖြစ်နေအဲ့ဒါကိုကျွန်တော်တစ်ခုဖြောက်မှာပေါ့နော်ဖြောက်မယ်ဆိုရင်ခဲတဲ့ပုံလေးကိုနှိပ်လိုက်မယ်ခဲတဲ့ပုံလေးနှိပ်ပြီးခုနက screen shot ဒီမှာပဲရအောင်ဒီမှာပေါ့နော်အပေါ်ဆုံးက၄ချောင်းကပထမဆုံးမှာ screen shot ဆိုတာတွေ့ပါလိမ့်မယ်ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်တို့သိမ်းလို့ရပါတော့ဒါမှမဟုတ်ရင်လည်းဒီဘက်ဘေးက screen shot ဆိုတဲ့ဟာလေးကိုသိမ်းမယ်ဆိုလည်းရပါတော့ဟုတ်ပြီဒါကတော့ကျွန်တော်ဒါလေးကိုသိမ်းလိုက်ပါနော်အဲ့တော့ဒီလက်လေးနဲ့ဖိလိုက်ပါနော်ဖိပြီးတော့ကျွန်တော်ဒီအောက်ကိုချပေးလိုက်ပါနော်အောက်ချပေးလိုက်မယ်ဆိုလို့ရှိရင်ဒီအပေါ်မှာမရှိတော့ဘူးနော်အဲ့လိုပဲကျွန်တော်ဒီအောက်မှာပေါ့နော်အောက်မှာကိုသုံးကျင်တဲ့ဟာတွေရှိတယ်ပေါ့နော်ဒီအောက်မှာအများကြီးပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ကိုလိုချင်တဲ့ဟာလေးတွေကိုယူချင်တယ်ဆိုရင်ခုနလိုပဲလက်လေးနဲ့ဖိပြီးတော့အပေါ်ဆွတ်တင်လို့ရပါတော့မကနန်းပေါင်းသက်တွေလည်းရှိတယ်ပေါ့နော်ကနန်းပေါင်းသက်တွေလည်းရှိတယ်ဘက်ထရီပုံစံမျိုးတွေလည်းရှိတယ်အများကြီးပေါ့နော်အဲ့ဒါတွေကိုကနေလိုချင်တယ်ဆိုရင်လက်ကလေးနဲ့ဖိထားပြီးတော့ဒီလိုလေးတင်လို့ရတယ်ကိုကမလိုချင်ဘူးဆိုတော့အောက်ပြန်ချလိုက်ပေါ့နော်အားလုံးပြီးပြီဆိုရင်ဒီမှာအဆက်ကလေး20ရှိပါနော်အဲအဆက်ကလေး20ကိုယူပြီးတော့ reset ဆိုတော့နှိပ်လိုက်ရရပါနော်မနှိပ်လည်းဘာဖြစ်ပါဘူးနော်မနှိပ်လည်းဒီတိုင်းထွက်လိုက်လို့ရပါနော်တိုင်းထွက်လိုက်ရင်ဒီမှာမရှိတော့ဘူးနော်ဒီမှာခုန screen shot တစ်ခုပျောက်သွားပြီပေါ့နော်အဲ့လိုမျိုးပဲဒီမှာ setting လေးထဲမှာလည်းကျွန်တော်ဒါသွားပြီးတော့ဒီမှာထည့်မယ်ဆိုလည်းရပါတော့ဒါ setting ကနှိပ်ဆံမလို့ပါဘူးနော် setting မနှိပ်ဘဲနဲ့ကျွန်တော်တို့ဒီမှာခဲတံပုံလေးပေါ့နော်အဲ့ခဲတံပုံလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့လုပ်လို့ရပါနော်ဒါ3နည်းလေးတွေမိတ်ဆွေတို့အနေနဲ့သိပါပြီပေါ့နော်နောက်တစ်ခုကျွန်တော်ဒီမှာဒီအောက်မှာတော့အများကြီးရှိတယ်ပေါ့နော်ဒါလေးတွေကတော့ရှိပြီးသားလေးတွေလည်းရှိတယ်ပေါ့နော်ဒီမှာနံပါတ်1ကတော့ ABB lock ဆိုတာကတော့ကျွန်တော်တို့ဒီဖုန်းထဲမှာရှိနေတဲ့ software တွေကိုဒီထဲမှာဖွက်လို့ရပါတော့ဒီမှာပေါ့နော်ဒါလေးပေါ့နော်အဲ့ဒါလေးကဖွက်လို့ရပါတယ် super power switch ဆိုတာကတော့ကျွန်တော်တို့ဘက်ထရီကိုချွတ်ထားခြင်းနဲ့ဆိုရင်ဒါလေးကိုထည့်ထားပါတော့ဘက်ထရီတွေပဲကုန်ကန်ကြီးဆိုလို့ရှိရင်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒါဖွင့်လိုက်လို့ချင်းဖုန်းကဘက်ထရီစားတက်တာပါမယ်နော်ဒါကတော့ screen shot ဖြစ်ပါဒီဘက်က power supply model ပေါ့နော်ဒါကတော့ကျွန်တော်တို့ဘာပြောမလဲဆိုရင်ဒီဖုန်းဘက်ထရီတွေကိုပေါ့နော်စီမံခန့်ခွဲတဲ့ဟာလေးဖြစ်ပါရဲ့နော်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ software တွေတွေ့ပါတယ်ဒီထဲမှာကျွန်တော်တို့ကကိုကနေပြီးတော့ဒီပိတ်ချင်တဲ့ software ပေါ့နော် Facebook ရှိမယ် TikTok ရှိမယ် YouTube ရှိမယ် Telegram ရှိမယ်အဲ့ဒါတွေကဘက်ထရီကိုစားများနေဆိုလို့ရှိရင်ဒီထဲမှာသွားပြီးကျွန်တော်ပိတ်လို့ရတာပေါ့နော်အဲ software တွေကိုပိတ်ထည့်လို့ရပါနော်ဒီဘက်ကတော့ vibration ပေါ့နော်ဒါတော့ကျွန်တော်တို့ကအတန်ဒီမှာဒီခေါင်းလောင်းလေးရှိနေရပြီပေါ့နော်ခေါင်းလောင်းလေးပိတ်ထားလိုက်လို့ရှိရင်ပိတ်သွားပြီပေါ့ဒါပေမဲ့ကိုကနေပြီးတော့တုံခါခြင်းနဲ့တုံခါတဲ့အတန်ကိုပဲလိုချင်တယ်ဆိုတော့ဒါလေးကိုထည့်လိုက်လို့ရပါပေါ့နော်ထည့်လိုက်မယ်ဆိုရင်မိတ်ဆွေတို့တုံခါလို့ရှိရင်သိပြီပေါ့နော်တုံလို့ရှိရင်ခေါင်းလောင်းအသိပေးတာတွေကိုမိတ်ဆွေတို့သိရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ကခုနကအလင်းအမောင်လောက်တဲ့ model ဖြစ်ပါနော်အပေါ်မှာတော့ရှိပြီးသားဖြစ်ပါတယ်နော်ပုံမှာဘယ်နေရာမှာရှိတာလဲဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီမှာလည်းရှိပြီးသားဖြစ်ပါအဲကြောင့်မထည့်လည်းရပါနော်ဒီဘက်ကတော့ဆင်း1ဆင်း2ပေါ့နော်ဆင်းတွေကိုချိန်လို့ရတဲ့ဟာဒါကတော့ကျွန်တော်တို့ဖုန်းထဲက software မှာပါပြီးသားပေါ့နော်ဒီဘက်ကတော့ calculator ကဏ္ဍပေါင်းဆက်ဖြစ်ပါတယ်အဲ့ဒါတော့ဖုန်းထဲမှာရှိပြီးသားဖြစ်ပါတယ်နော်ဒါက green app ပေါ့နော်ဖုန်းကိုတန်ရှင်းလုပ်တဲ့ဟာဖြစ်ပါတယ်ဒါလည်းဖုန်းထဲမှာရှိတယ်ပေါ့နော်ဒီထဲမှာရှိနေတဲ့ဟာတွေကကျွန်တော်တို့ဒါ background ပေါ့နော်တခြင်းအတန်ပေါ့နော်ဒါတော့ Google ပြောတယ်ပေါ့နော်ဒါတွေကမလိုအပ်ပါဘူးเนาะမလိုအပ်လို့တို့တွေမထည့်ပေးရပါတော့မိတ်ဆွေတို့နေသုံးကျင်တယ်ဆိုလို့ရှိရင်ဒါရှာလိုက်ပေါ့နော်ဒီကောင်တော့ quick share နဲ့အတူတူပဲ Bluetooth နဲ့အတူတူပဲပေါ့နော်ဒီကောင်လေးတွေသုံးလို့ရပါနော်ဒါတော့ store တဲ့ store ဆိုတာကတော့ဖုန်းထဲမှာမမူလီတွေဘယ်လောက်ရှိတယ်အဲ့ဒါတွေအကုန်လုံးရှိတယ်ပေါ့နော်ဒ
TV record ဒီမှာ TV record ဒါကတော့ video record နဲ့အတူတူပဲပေါ့နော်ဒီက screenshot ဖြစ်ပါတယ်နော်ဒါကတော့မိတ်ဆွေတို့အနေနဲ့မသိရတဲ့များတော့ကျွန်တော်လာပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးရဒီလောက်ပါခင်ဗျာမိတ်ဆွေများလုံးကျွန်တော်မသိတာရှိရင်ကျွန်တော်လာမေးလို့ရပါတယ်ဒီထဲကပေါ့နော်အသုံးပြုတာတွေမလောက်တတ်လို့ရင်ပေါ့နော်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ဖုန်းတစ်လုံးနဲ့တော့မတူဘူးပေါ့နော်အဲ့ဒီမှာမှကိုအသုံးပြုမတတ်တဲ့ဟာလေးတွေတွေ့လို့ရှိရင်ကျွန်တော်လာပြီးတော့မေးလို့ရပါတယ်နော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုရဒီလောက်ပါခင်ဗျာမိတ်ဆွေများအားလုံးကိုစိတ်နဲ့ပြကျမ်းမှချမ်းသာကြပါစေကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကို